Hello, Hello Mingla ba. Hello Mingla baခင်ဗျာ Stacy Win Ryan Business Page ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ပြောပြခြင်းတဲ့အကြောင်းအရာတော့ပေါ့နော်လူတော်တော်များများကြတော့ကိုယ့်ဟာကိုထိန်းချုပ်နိုင်တဲ့အရာတွေထက်ကျော်လွန်ပြီးတော့မထိန်းချုပ်နိုင်တဲ့အရာတွေမှာပေါ့နော်စိတ်ညစ်နေတဲ့ကြတယ်ပေါ့နော်ဒါတော်တော်များများဖြစ်တတ်တယ်မသိစိတ်ကနေပြီးတော့ပေါ့နော်ဥမာဘယ်လိုမျိုးတွေကထိန်းချုပ်လို့မရဘူးလဲဆိုလို့ရှိရင်အရင်ကပေါ့နော်ပြီးသွားတဲ့အတိတ်ကကိစ္စတွေပြီးသွားလို့ရှိရင်ယာတီဥတုပိုင်းတွေပဲဖြစ်ဖြစ်ပေါ့နော်သူများရဲ့အမြင်တွေပေါ့နော်အဲ့ဒါတွေကထိန်းချုပ်လို့မရဘူးပေါ့နော်ဒါတွေကသူတို့ကနေသူတို့မြင်တာသူတို့ကနေသူတို့ဖြစ်ပြီးသွားတဲ့ပြက်ပြီးသွားတဲ့ဟာတွေကိုပြန်ပြီးတော့မှထိန်းချုပ်မဲ့အစားပေါ့နော်ကိုတကယ်လုံနိုင်တဲ့အရာလေးတွေနဲ့ပေါ့နော်တည်တည်ချာချာကိုဟာကိုထိန်းချုပ်ပြီးတော့သွားတယ်ဆိုရင်ပို့ပြီးတော့မှအကျိုးရှိတယ်ပေါ့ပြောချင်တာကတော့ကိုဟာကိုထိန်းချုပ်တယ်ဆိုတဲ့အရာမှာပေါ့နော်ဒီနေ့ကိုဟာနဲ့ကိုလုံးဆရာရှိတဲ့အလုပ်လေးတွေပုံမှန်လုပ်တာစာဖတ်တာပဲဖြစ်ဖြစ်ပေါ့နော်စိတ်ထဲမှာဖိစီးမှုရှိတယ်ဆိုလို့ရှိရင်လည်းစာအုပ်မှာချရေးတာပဲဖြစ်ဖြစ်ပေါ့နော်ဒါမျိုးတွေနဲ့ကိုဟာကို control လုပ်တာဘုရားတရားလုပ်တာအဲ့ဒါမျိုးလေးတွေနဲ့သွားတင်တယ်ပေါ့နော်အဲ့တော့မဖြစ်ထိမ့်မချုပ်နိုင်တဲ့အရာတွေပေါ်မှာပေါ့နော်အချိန်ကုန်မခံပါနဲ့လို့စေးစီအနေနဲ့ကတော့ဒါအကြံဉာဏ်ပေးတာပေါ့နော်ကိုတိုင်းရလည်းပြောပြပါလိမ့်မယ်အဒီကလူရင်းနဲ့ပတ်သက်လာရင်လူပဝင်ချင်မော်ချီမွန်ခွန်ရဲ့ကေခွန်ရဲ့ကိုအခုဒီဆိုပါဆိုဒီ digital စီးပွားရေးနဲ့ပဲပြောဒီ digital စီးပွားရေးစပြီးတော့စေဝင်လောက်ကစားတော့โอเคကျွန်တော်အမြင်ရှိဆိုတော့ဒီမှာသူ့ရဲ့ပတ်ဝန်းကျင်အမြင်လည်းရှိတယ်ဒါပေမဲ့သူမှန်တယ်ထင်တော့သူလောက်ခဲ့လေအရာတခုဘာဖြစ်လို့ဆိုတော့ကျွန်တော်ဒါဘေးနာယောက်ျားပဲပြောပါကျွန်တော်အမြင်ကကျွန်တော်အမြင်ပဲဒါပေမဲ့တချို့ဟာလေးဘာဖြစ်လို့ဆိုတော့အကေကြီးကသူက view site နေသူဒီလုပ်ငန်းကိုစားပြတ်မှာမဟုတ်ဘူးဆိုတော့ဘာဖြစ်လို့သူမှန်တယ်လေဒီစီးပွားရေးလုပ်တယ်ဒီမှာဒီဟာသူလေးလာပြီးလဲအတွက်သူအဲ့ဟာရောသူဟာထိန်းချုပ်လို့မရဘူးသူဘာဖြစ်တခြားအမြင်ရောသူမှဟိုဖြစ်ကြမှာပဲဆိုတော့အဲ့ဒီဟာအတွက်ကိုတိုးတက်ဖို့အတွက်ကိုတိုးတက်ကြောင်းအတွက်တမကိုမှန်တယ်ထင်ရေးရေးလေးဆုံးဖြတ်ပြီးတော့ပတ်ဝန်းကျင်နောက်ဆုံးပိတ်ကျွန်တော်ပြောဘေးနာယောက်ျားမိန်းမမြင်တာတောင်းဘာဖြစ်လို့ကွာသူများအထင်ကိုလိုက်ပြီးတော့ခံစားနေမယ့်အစားပေါ့နော်ပြောချင်တာဘာဖြစ်လို့ခုချိန်မှာကြည့်လေဒီလုပ်ငန်းသူတမသူဆုံးဖြတ်ချက်နဲ့သူဟိုဖြစ်လို့တမစီးပွားရေးလည်းအဆင့်မှဖြစ်နေလို့ကိုစားခဲ့တဲ့အတွက်ကိုဘယ်သူကောင်းစားလဲကျွန်တော်လည်းတူပဲဓာတ်ရည်လည်းဟိုတမိသားစုကောင်းစားဘာဖြစ်လို့ဆိုတော့ကိုကသူ့စိတ်ထဲမှာမိသားစုကောင်းစားဖို့အတွက်သူတမမိသားစုရှိရဲ့အတွက်မိသားစုအနာဂတ်အတွက်လုပ်ရဆောင်ဒါတော့ကျွန်တော်အဲ့ဒီဟာမျိုးလေးကိုပြောပြခြင်းမှာ channel လေးကိုမြင်ချင်းမမြင်ချင်းနဲ့ကိုတိုင်းမှန်ကန်တဲ့ကိုတိုင်းအခုစီးပွားရေးကိုစတင်ဖို့ဟိုယုံကြည်နေရဆိုရင်တမလောက်ဆောင်ကြပါဒါကျွန်တော်တို့ဒါဟိုအတွေ့အကြုံနဲ့တမရင်းပြီးတော့ဒါပြောပြတာပါတော့ဟုတ်ကဲ့ပါပါတယ်အဲ့တော့ကိုရဲ့ပေါ့နော်အိမ်မက်ကိုအကောင့်ထဲပေါ်ဖို့အတွက်ကိုသူများရဲ့ခံစားချက်ကိုလိုက်ပြီးတော့မှပေါ့နော်လိုက်မခံစားပါနဲ့လို့ကိုရဲ့စိတ်ထဲကပေါ့နော်ပြင်းပြတဲ့ဆန္ဒအောင်မြင်ခြင်းတဲ့ဆန္ဒကိုပဲဦးစားပေးပါကိုအတွက်အကျိုးရှိတယ်ထင်တယ်ဆိုလို့ရှိရင်တော့လောက်ပါပေါ့နော်တချို့စိတ်ညစ်စရာတွေဆိုလို့ရှိရင်မထိန်းထားကိုယ့်ဟာကိုပေါ့နော်မသိမ်းထားဘဲနဲ့မှာပေါ့နော်လွှတ်ချလိုက်ပါအဲ့ဒါလေးကိုအကြံဉာဏ်ပေးချင်တာပါအကယ်၍ Stacy တို့ business ကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင်လည်းကိုယ်တိုင်လေ့လာပြီးသွားရတဲ့စီးပွားရေးဖြစ်တယ်ပေါ့နော်ဒီလုပ်ငန်းကတဦးတစ်ယောက်ကကောင်းပါတယ်ဆိုပြီးလုပ်ရတဲ့ဟာမျိုးမဟုတ်ဘဲနဲ့ကိုယ်တိုင်ကတကယ်ကိုမှတိုးတက်ပြောင်းလဲခြင်းတဲ့လူဆိုလို့ရှိရင်เนาะ www.stacywayryan.com မှာနာမည် email ထည့်ပြီးအခမဲ့ဗီဒီယိုကိုဝင်ရောက်လေ့လာကြည့်ပါ see you